အခုကဆိုင်းပန်ပေါ့နော်အင်ဒိုနီးရှားတကြအရာ TikTok မှာရော Facebook မှာ Facebook မှာမပေါ့ TikTok မှာလုံးဝအရင်နာမည်ကြီးနေတဲ့အင်ဒိုနီးရှားကြော်အင်ဒိုနီးရှားကြော်ကိုကြော်ခိုင်းထားဖြစ်ပါတယ်သူအစတော့ဝေစားမလို့ပဲပေါ့နော်ဒါပေမဲ့သူကြော်တက်လာလို့ပြောအေးစေးတဲ့ဖြစ်မလားမသိသေးဘူးပေါ့နော်ခုဒီလုံနေပေါ့သူကတော့ fashion ချိန်တော့ပြီကျမမချိန်ပါဘူးခဏနေမှရေချိုးမှာပါပြိုတယ်ပြိုတယ်အောင်မြင်မယ်လို့ချင်လားမကောင်းမယ်လို့ချင်လားကောင်းလို့ချင်လားငါပြောဖြစ်လားကောင်းပါမပါကောင်းမယ်ချင်လား ကောင်းပါပေါ့ ကောင်းလို့စင်ပြေတယ် ချစ်တော့ဒီကရ သူခတော့မှုโอเคแล้วก็ถึงแล้วเอาเลยได้ของแบบอย่างนี้แต่ถ้าแหละဒါတော့သူကမြုပ်တီးအရင်များလို့ရှိရင်ကောင်းဆိုလို့ဒီလိုပဲတက်တုံရှင်နဲ့ရပေးရပါတော့ good အိမ်မှာလေးလှုပ်စားလို့ရပါတယ်ကိုကတော့ပြင်းလို့စင်ပန်လို့ခိုင်းတာပြိုတယ်